ဟုတ်ဒီကကြတော့ကျွန်တော်ကဟုတ်လောက်ပြီဒီတစ်ခါတော့ကျွန်တော် print ကိုထုတ်ဒီကဒီ printing မှာကျွန်တော် print ထုတ်လို့ရှိရင်ပထမဆုံးကျွန်တော်ပြောရတာလေဥပမာ Archi ကတခုရလာပြီကျွန်တော် Archi ဒီ Archi drawing ကိုကျွန်တော်အမြဲတမ်း Archi drawing ပေါ်အခြေခံပြီးတော့ဆွဲရတာလေဒီ Archi မှာ project base file တွေရှိရသူက orientation တွေစာဝေး point တွေ project base file တွေအဲ့ဒီ Archi ရဲ့ပုံမှာအခြေခံပြီးတော့ကျွန်တော်က MVP သမားတွေကဆွဲရတယ်ဟုတ်ပြီကျွန်တော်အဲ့လို MVP သမားတွေကစမဆွဲခင်မှာကျွန်တော်ကဘာဖြစ်လဲ title block တွေကိုအရင်ခေါ်ထည့်ရတယ်ဒီ Archi ရဲ့ building က title block တွေကိုဆန့်လားမဆန့်လားကျွန်တော်အရင်ခေါ်ထည့်ရမှတ်မိတယ်ဟုတ်လားကျွန်တော်ခေါ်ထည့်တဲ့အချိန်မှာArchi ကအရန်ကြီးရယ် 1:1 ဆိုတော့ကျွန်တော် title block A1 နဲ့ကိုခေါ်ထည့်တဲ့အချိန်မှာ Archi ကအရန်ကြီးတဲ့အချိန်ကျတော့ကျွန်တော်ဘာလုပ်ရလဲဟိုဒီကျွန်တော် scale တွေကိုဘာဖြစ်လဲ scale တွေကိုကြီးရ scale များရင်ပုံသေးသွားတယ်ဟုတ်တော့ဒါပေမဲ့ 1:1 နဲ့ကျွန်တော် 1:100 နဲ့ကျွန်တော် title block တွေကိုခေါ်ထည့်လိုက်ရောခေါ်ထည့်ရတော့ပုံကအရန်ကြီးတယ်အရန်ကြီးတော့မဆန့်တော့ကျွန်တော်ဘာလုပ်လဲ 1:200 ပြောင်းတယ်အဲ့ဆို title block တွေကိုခေါ်ထည့်တယ်အဲ့ဒါလည်းမဆန့်သေးဘူးမဆက်သေးတော့ကျွန်တော် 1:300 ပြောင်းတယ်ခေါ်ထည့်တယ်အဲ့ဒီအချိန်နေထားမှာဘာဖြစ်သွားလဲဆိုတော့ 1:300 ကျတော့ဘာဖြစ်လဲလုံးဝ fix ဖြစ်သွားတယ် title block A1 title block တွေ fix ဖြစ်သွားဘာပြဿနာဖြစ်မယ်လို့ချင်းစာရကြီးမဟုတ်ကျွန်တော်အဲ့ချိန်မှာစာလည်းမရေးရသေးဘူး element MVP element တွေမဆွဲရသေးဘူးဟုတ်ပြီ 1:300 နဲ့လုံးဝ fix ဖြစ်သွားတယ်ကျွန်တော်လည်းစမဆွဲရသေး fix ဖြစ်သွားပြီ 1:300 ဒါဆိုကျွန်တော် view ကို 1:300 နဲ့ဆွဲလိုက်စဆွဲသွားပြီဘာပြဿနာဖြစ်နိုင်လဲဆိုတော့ Archi ကသာဆန့်သွားတယ် title block တွေကိုဒါပေမဲ့ MVP element တွေ print ထုတ်တဲ့အခါဘာဖြစ်သွားလဲတသေးလေးပဲကျန်တော့တယ်ဘာဖြစ်ဆို Archi ကအောင်နေသွားတော့ Archi ကမဆက်အောင် title block တွေကိုထည့်ရတော့ဘာဖြစ်သွားလဲ MVP element တွေကတသေးလေးပဲကျန်တော့တယ်ဟုတ်လားဟုတ်ပြီအဲ့ဒါကကျွန်တော်တို့အဲ့လိုအနေထားဆိုဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ကပတ်ပိုင်ပတ်နဲ့ထားရတယ် title block အဲ့ဒီ base တစ်ခုလုံးကို9ပိုင်းမှာလဲ3ပိုင်းမှာလဲ2ပိုင်းမှာလား2ပိုင်းပြီးတော့ title block တစ်ခုတည်း 1:1 first floor plan 1 of 2 first floor plan 2 of 2ကျွန်တော်2ပိုင်းခွဲလိုက်မယ်2ပိုင်းခွဲပြီးမှဆွဲမယ်အဲ့လိုမျိုးလုံးဝ title block တွေကိုဆန့်အောင်တစ်ခုတည်းသွားထည့်ဖို့မကြိုးစားနဲ့ဘာဖြစ်သွားလဲဆိုတော့ MVP element တွေအရင်တီးသွားတယ်တေးလေးဆို print ထုတ်တဲ့ခါဘာမှမမြင်ရတော့ equipment တွေပဲနေရာရှိနေတာလဲကျွန်တော်တို့ lighting feature ပဲနေရာရှိရင်ဘာမှမမြင်ရတော့မှာမဟုတ်เนาะအဲ့ဒါပထမချက်ဒုတိယချက်ကကျွန်တော်တို့ကဆက်စကလေး Archi drawing ကို title block တွေကိုမထည့်ခဲ့ဘူးနဲ့ 1:100 နဲ့ဆဲခဲ့တယ်ဒါပေမဲ့ तू ဆက်တာ 1:300 နဲ့ဆန်တယ်3ပိုင်းလည်းမပိုင်းခဲ့ဘူးအဲ့ဒီအနေထားမှာကျွန်တော်က title block တွေကိုအတင်းဆွဲထည့်လို့ရှိရင်တက်စီတွေထိုးလာသွားပြီကျွန်တော် sketch chain လိုက်တယ် sketch chain တော့ဘာဖြစ်သွားလဲဆိုတော့ test ကလွယ်ပြီးကျန် element တွေက scale လိုက်ပြောင်းလဲတယ် test ခုပဲကျန်နေတယ်အဲ့ဆိုဘာဖြစ်လဲ test ကကြီးဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့လိုအနေထားကြတော့ကျွန်တော်တို့ MVP သမားတွေအမြဲတမ်းဘာမှအစမဆွဲခင် title block တွေကိုအရင်ဆွဲထည့်စမ်းကြည့်ဖြစ်နိုင်ခြင်းအရင်ဆုံး Archi drawing ကို open လုပ်သူ Archi drawing က MVP element template တွေမသုံးဘဲနဲ့ Archi တက်ကို open လုပ်ပြီးမှသူ့ရဲ့ Archi ကဘာ scale နဲ့ဆွဲရလဲအရင်ဝင်ပြီးတော့လေ့လာကြည့်နော်ကျွန်တော်အဲ့ဒါကို excite သွားမယ်သူကသာ 1:200 နဲ့ဆွဲခင်ကျွန်တော်တို့ MVP သမားတွေလည်း 1:200 နဲ့ဆွဲသူက 1:100 နဲ့
Akima က SF သူ့ကိုယ်တိုင်ကဟိုဒီတရားနဲ့ဆွဲကြရင်ကျွန်တော်တို့တရားနဲ့ပဲလိုက်ဆွဲအဲ့ဒါမှကျွန်တော်တို့ Aki နဲ့ MVP လို့ element match ဖြစ်မှာနော်သူကဗျာ 1:50 နဲ့ဆွဲခဲ့ကျွန်တော်က 1:100 နဲ့ scale နဲ့ title block နဲ့ kite တယ်ဆိုပြီးတော့အဲ့လိုဆွဲခဲ့လို့ရှိရင် match မဖြစ်တော့ဘူး Aki ရဲ့ test တွေက line တွေကအရင်ကြီးပြီးတော့ကျွန်တော်တို့ MVP ကတေးရင်တေးသွားမှာ Aki ကတေးပြီးတော့ကျွန်တော်တို့ MVP ကကြီးရင်ကြီးသွားမှာအဲ့ဒါနှစ်ခုက match ဖြစ်အမြဲတမ်း Aki ရဲ့ bar scale နဲ့ဆွဲတယ်ကျွန်တော်ဝင်ကြည့်စမ်းကြည့် Aki တက်ဖွင့်ပြီးမှအဲ့တော့မှကျွန်တော် MVP element တွေကို scale တွေကိုဆုံးဖြတ်နော်ဟုတ်ပြီကျွန်တော်ကအဲ့လိုမျိုးဟိုနောက်ပြီးတော့ကျွန်တော် AutoCAD မှာဆိုရင်ဗျာဒီဟို A3 A1 title block တော့ကိုပါဖြစ်တယ်ချို့က 1:100 နဲ့ဆွဲတာရှိတယ်ချို့က AutoCAD မှာပဲပြောရနော်ချို့ကဟိုဒီ A1 တော့ကိုပဲ 1:200 ရှိတယ် 1:300 ရှိတယ်အဲ့လိုချို့ရတယ်အများကြီးရှိတယ်ချို့က 1:100 နဲ့ဟို standard အတိုင်းလောက်ကြတယ်ဒါပေမဲ့ Revit မှာလည်းကြတော့ title block တွေက 1:100 1:1 ပဲA1 လည်း 1:1 title scale ပဲ A2 ကလည်း 1:1 ပဲ A3 ကလည်း 1:1 ပဲနောက်တစ်ခုက title block တွေကိုကျွန်တော်တို့ကဒီထဲဝင်ပြီးတော့ဒီ title block က plane ထုတ်တဲ့အခါမှာဒီကောင်လေးမမြင်ချင်ဘူးအဲ့လိုမျိုးရွှေ့ချင်တယ်ဒီကောင်လေးကိုဖြတ်ချင်တယ်မလိုချင်ဘူးပြီးတော့ဒီကောင်ကိုလည်းဒီ line ကိုလည်းသူကဒီ line ကိုလည်းအပြင်ဆွဲထုတ်ချင်တယ်အဲ့လိုမျိုးတွေဘာမှသွားမလုပ်နဲ့ title block မှာရှိတယ်ဒီရှိတယ်မှာရှိတယ်ဒီ boundary line တွေကိုဘာမှသွားမကြည့်နဲ့ဒီဒါကသူက 1:1 နဲ့အသေး fix ယူပြီးသားကိုကစိတ်ကြိုက်သွားမပြင်နဲ့ပြင်လို့ရတဲ့နေရာတွေဒီနေရာတွေဒီထဲမှာရှိတဲ့ information တွေကိုကြိုက်တော့ပြင်လို့ရနော်အားတတိထားရမှာမကြည့် revision တွေခုနကကျွန်တော်ထည့်ရ revision date တွေအကုန်ဒီထဲမှာ information တွေဝင်ကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ view ထဲမှာလည်းဒီထဲမှာလည်းကျွန်တော်တို့ revision ဘယ်ချိန်တုန်းကစတင်ခဲ့လဲဆိုတော့ဘယ်တော့က submit လုပ်ခဲ့လဲအဲ့လိုတွေအကုန်ထည့်လို့ရတယ်ဒီထဲမှာ information တွေပြန်ကြည့်လို့ရတယ်နော်ခုနကတော့အကြောင်းကိုပြန်ပြီးတော့ပြန်လောက်တာဟုတ်ပြီကျွန်တော်ခုနကပြောလို့ scale တစ်ခုက view ဘယ်နှခုလက်ခံလဲဒီရှိက sorry ရှိတက view အများကြီးကိုလက်ခံ view တစ်ခုကဘာဖြစ်လဲရှိတစ်ခုပဲလက်ခံတယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီတခါကျတော့ဘာသွားမလဲဆို printing mind ကိုသွားမယ်နော်အခုအရေးကြီးတာလေအဲ့ဒါနောက်ပိုင်းမှာသွားမယ်နော်ဟုတ်ပြီအခုကျွန်တော် print ထုတ်တော့မယ် print ထုတ်တော့မယ်ဆိုရင်ကျွန်တော်ဘယ်လိုသွားရမလဲဆိုတော့ဒီထဲကနေပြီးတော့ဒီ application menu ကနေပြီးတော့ဘယ်ကိုသွားမလဲ print ဆိုပြီးတော့သွားမယ် print မှာမကြည့်ဘာတွေရှိလဲဆိုတော့ print ရယ် print preview ရယ် print setup ရယ်ရှိတယ်ကျွန်တော် print သာထုတ်လိုက်မယ်ဟုတ်ပြီဒီမှာ print ထုတ်တဲ့အချိန်မှာဒီမှာကျွန်တော် printer name တစ်ခုခုရွေးပါပေါ့နော်ဟိုမှာဆိုရင် printer name တစ်ခုခုရွေးလိုက်ပြီနော် printer name တစ်ခုရွေးလိုက်မယ်ဒီထဲမှာကိုယ်မှရှိတဲ့ printer name ရွေးမယ်ပြီးလို့ရှိရင်ဒီမှာ range print range ရယ် print range မှာပါဆို current view ဆိုတာကျွန်တော်လက်ရှိဒီရှိတယ်မှာရှိတဲ့ view တိုင်းကိုသူက the whole view လုံးကိုမြင်ရမှာနော် visual portion or current view ဆိုတာ visual portion ဆိုတာကျွန်တော်ဥပမာပြအခန်းတစ်ခုချင်းစီပဲမြင်ချင်ရတယ်ကျွန်တော်ဒီအခန်းလေးကိုပဲမြင်ချင်တယ်ဒီအခန်းလေးကိုပဲမြင်ချင်ပြီးတော့ဒီလိုထုတ်ချင်တယ်အဲ့ဒါဆို visual
visible ဆိုတာမြင်နိုင်တဲ့အခန်းကိုဒီအခန်းကိုပြောတာဒီအခန်းကိုပဲကျွန်တော်ထုတ်ချင်တယ်ဥမာမြင်ချင်တယ်ဗျာဥမာ project manager ကသူကဒီအခန်းလေးကိုပဲသူက design ကိုမြင်ချင်တယ်ဆိုရင်အဲ့ဒါ possible version က current view ဒီအပိုင်းကိုပဲထုတ်တာ control P လည်းနှိပ်လို့ရတယ်တူတူပဲ AutoCAD နဲ့နော်ဒီမှာဟုတ်ပြီ current view ဆိုတာ sheet တစ်ခုလုံးမှာရှိတာဟာ view ကိုပြောတာဟုတ် visual portion က current view ဆိုတာကျွန်တော်တို့မြင်ချင်တဲ့အထဲကိုပဲ zoom in လုပ်ပြီးတော့ကြည့်လိုက်တဲ့အပိုင်းကိုပြောတာ selected view and sheet ဆိုတာဘာကိုပြောလဲဆိုတော့ကျွန်တော်တို့ဒီထဲမှာဘာတွေရှိလဲ view တွေလည်းရှိတယ် sheet တွေလည်းရှိတယ်သိလား view တွေကဘာတွေပြောတယ်သိလား sheet တွေကဘာတွေပြောတယ်ဒီမှာရှိတယ်ဒီထဲမှာရှိတယ်ဒါတွေအကုန် view တွေကြီးပဲဒါတွေအကုန် view တွေဒီ south view plan view east view level ဒီမှာဒီ discipline set discipline တွေမှာရှိတဲ့ဟာဒီဒါတွေအကုန်လုံးတွေဒီ view တွေအဲ့ဒါတွေ view လို့ခေါ်တယ်ရှိဆိုတာဒီရှိအောက်မှာရှိတဲ့ဘယ်နှခု create လုပ်ရတယ်ကိုပြောတာကျွန်တော်တို့ကဒီမှာဒါ selected view and sheet ဆိုတာကို select လုပ်တာလေဒီထဲမှာဝင်ရွေးပြီးတော့အကုန်လုံးကိုလိုချင်တယ် view ရောရှိရောထုတ်ချင်ထုတ်လို့ရတယ်ရှိပြီးတော့ file ကိုလည်းရှိပုံစံမျိုးနဲ့ရတယ်ထုတ်လို့ရတယ်မလို့တော့ဒီမှာတစ်ခုတည်းကိုသွား select မှတ်အဲ့လိုသွားရွေးစရာမလိုပဲနဲ့ဒီထဲကိုသွားပြီးတော့ရှိတက်ထုတ်လို့ရတယ်ရှိ only ထုတ်လို့ရတယ် view only ထုတ်လို့ရတယ်ဒါမှမဟုတ်ရှိရော view ရောတစ်ခါလေးထုတ်ချင်ထုတ်လို့ရတယ်ရှိတဲ့မှာကိုလိုချင်တဲ့ level 1ကိုထားခဲ့တယ် level 1ကနေ5 level 1 5 6ကိုထားခဲ့တယ်7 to 8အဲ့လိုမျိုးလည်းထုတ်လို့ရတယ်နော်ပြီးရင်လာဟုတ်ပြီနော်အဲ့ဆိုတော့ကျွန်တော် print သွားမယ် print ပြီးရင်ကျွန်တော်ပါထားမယ် current view နော် current view ပြီးတော့ set တဲ့အရေးကြီးတဲ့နေရာဒီနေရာကိုသိသွားပြီနော် current view ဟုတ် set ဆိုတာဟုတ်ပြီ set မှာကိုရွေးတော့မယ်ဘာ site သုံးပါလဲဘာ A1 ဆို A1 A2 ဆို A3 A4 အဲ့လိုမျိုးတွေထုတ်လို့ရတယ်မဆိုင်ဘူးအားနဲ့ဟုတ်တကယ်တမ်း scale တိကျထုတ်ချင်ရင်တော့အဲ့လိုပိုကောင်းတာပေါ့ A3 ပဲထုတ်ချင် A3 title block လေးထည့် A4 ထုတ်ချင် A4 title block လေးထည့် A1 ဆိုရင် A1 title block လေးကိုထည့်ဒါပေမဲ့ဒီထဲမှာပဲကျွန်တော်က A3 ထဲမှာပဲ A4 A1 ထဲမှာပဲ A3 ထုတ်လို့ရတယ်ဒါပေမဲ့ scale ကတော့မမှန်ဘူးscale ကဘာကိုကစားရလဲဆိုတော့ဒီဟာကိုကစားရတာဒီမှာ zoom ဆိုရဲဒီမှာ site ကိုမှာ block 50ပြောင်းပါလားအဲ့လိုမျိုး1 to 100ဆို A3 ထုတ်ချင် zoom ကဘာဖြစ်လဲ80-50% နဲ့ထောက်ရမှာအဲ့လိုတွေအဲ့ဒါကြပြန်တွက်ရသေးတယ်အဲ့ဒါနည်းနည်းပို့အလုပ်ရှုပ်တယ်A1 ပဲမ A1 နော် A1 landscape ဒီတော့ဘာဖြစ်ထားမယ်ဆို center ပဲထားမယ်နော် AutoCAD နဲ့တူပဲ margin တော့တောင်းမယူနေ margin ယူဆိုအရန်လုံးရှုပ်တယ် margin ဘယ်လောက်ထားမှာလဲ B နဲ့ဘယ်လောက်ထားမှာလဲကျွန်တော်တို့က A1 တိုင်းထုတ်ချင်တယ်ဆိုပါဖြစ်လဲ center ထားမယ်ဒီမှာကတော့ fit to page တော့ဘာမှတော့မထားနဲ့ fit to page ဆိုတာသူက scale ဘယ်လောက်ရှိနေတယ်သူက fit လုပ်လိုက်တာဖြစ်နိုင်ရင်ဒီမှာ zoom ပဲထားမယ်100 scale 100% ပဲထားမယ်နော်ဟုတ်ပြီဒီဟာကတော့တည်တယ် orientation က portrait landscape ကဒီ down လိုက်လား horizontal လား vertical လားကျွန်တော်တို့ကယူမယ်နော်ပြီးလို့ရှိရင်ဒီမှာ color နဲ့ထုတ်ချင်လား black and white နဲ့ထုတ်ချင်လားယူလို့ရတယ်နော်ဟုတ်ပြီဒီမှာ option မှာလည်းအရေးကြီးတယ် option ကဘာကိုပြောလဲဆိုတော့ view link in blue ဆိုတာဒီကောင်ကကျွန်တော်ချက်လုပ်ပြီးစမ်းကြည့်တယ်ဘာမှပြောင်းလဲမှုမရှိဘူးတခုခုပြောင်းလဲမှုတော့ရှိမယ်ဒါပေမဲ့ဒီနေရာကိုများသောအားဖြင့် uncheck လုပ်တာလေဒါချက်တာလဲဘာမှပြောင်းလဲမှုမရှိဘူးကျွန်တော်လည်းချက်သွားပြီဒါဘာကြောင့်ခဏလဲဆိုတော့ကျွန်တော်လည်းကြည့်နေတော့မသိဘူးနေရာပိုင်းပေါ့နော်ချက်လဲဘာမှမဖြစ်ဘူးပုံမှန်အားဖြင့် uncheck လုပ်လာတယ်ဒီနေရာနော်ဟုတ်ပြီ high reference and work plane ဆိုတာ
ဒီကောင်ကဘာဖြစ်ဆိုကျွန်တော်တို့ဒီမှတ်မိလားကျွန်တော်တို့ဒီဘယ်လိုပြော family တွေဘာတွေ create လုပ်နေ work reference plane တို့ work plane တို့ယူခဲ့တယ်လေပြီးတော့ကျွန်တော်တို့ဒီ project မှာလည်းဆွဲလို့ရှိရင်ကျွန်တော် reference plane တွေဒီခါကျဆွဲရတယ်ဘာဖြစ်ဆိုအစီအစဉ်တွေမပါခဲ့ဘူးအဲ့ဒီ plane ပေါ်မှာကျွန်တော်ကထားခြင်းတယ်အဲ့လိုမျိုး plane တစ်ခုအနေနဲ့ကျွန်တော်တို့တတ်မှတ်ခဲ့တယ်သိတော့လားအဲ့ဒီ plane တွေကဘာနေလဲ dotted line တွေသိတော့လား dotted line ဒါပေမဲ့ကျွန်တော်တို့ကဟိုဒီ ceiling တစ်ခုအနေနဲ့ကျွန်တော်တို့ကသူ့ကို define လုပ်ခဲ့တာ ceiling အနေနဲ့ကျွန်တော်ကယူခဲ့တာပဲတကယ်တမ်းသူ့ကိုသုံးလားမသုံးမြင်စရာလည်းမလိုဘူးဗျာ print ထုတ်တဲ့ခါမှာဆိုရင်ဒီ reference plane ကိုလာကျွန်တော်တို့က hide လုပ်မှလားသူကမေးတယ် check လုပ်လိုက် and check ဆိုရင်သူကဘာဖြစ်လဲပေါ်နေမှာဒီ reference plane တွေ work plane တွေကတကယ်တမ်း reference plane work plane ဆိုတာကျွန်တော် reference လုပ်တာပဲဒီနေရာ level ကိုယူလိုက်တာပဲသူ့ကိုဒါပေမဲ့သူက hidden line နေနဲ့ပေါ်နေတာမြင်တဲ့ line တွေဒီတာတွေခကြတကယ်တမ်းဒါဆိုရင်ကျွန်တော် hide လုပ်ရမှာနော် hide and reference ယူတတ်တဲ့တကယ်လို့ကျွန်တော် view တွေတွေ့တော့လား session view တွေကျွန်တော်ဖန်တီးတယ်မမေ့လား session view တွေဖန်တီးတော့ဒီညာကိုကျွန်တော်ကအဲ့ညာ session ဖြတ်ထားတယ် session တွေအများကြီးကျွန်တော်ဖြတ်ထားလို့ရှိရင်အဲ့ဒီ view တွေအကုန်လုံးတကယ်လို့လား uncheck လုပ်ရလို့ရှိရင် view တွေအကုန်ပေါ်နေမှာဒါဆိုကျွန်တော် view 5ခုဖန်တီးရ session view 5ခုဖန်တီးရတယ်အဲ့ဆိုရင်အဲ့ဒီ view တွေကိုကျွန်တော်ကပေါ်ခြင်းတယ်3ခုပေါ်ခြင်းတယ်ဗျာ2ခုကိုဖျောက်ခြင်းတယ်ဆိုရင်ဒီညာကို uncheck လုပ်တာမယ်ပြီးမှခုမှဘာသွားလုပ်မယ်ဆို project ထဲမှာ element ကို click ပြီးတော့ hide လုပ်တာမယ်ဟုတ်လားအဲ့ဒါကြောင့်ကိုယ့်ရဲ့ depend ပဲကို session view တွေမြင်ကျင်တာမမြင်ကျင်တာကိုယ့်ပေါ်မှာမူကြည့်တယ် session view ထားပါ session view AB နှစ်ခုဖန်တီးထားတယ် session view နှစ်ခုဖန်နေ session view တစ်ခုပဲကျွန်တော်ပေါ်ကျင်နေဆိုရင် project တွေကိုသွားပြီးတော့ဘာသွားလုပ်မယ်လဲ hide လုပ်မယ်နော်လုံးဝမမြင်ကျင်ဘူးဆိုရင်ဘာဖြစ်လဲဒီမှာပဲတခါလေး control လုပ်တာမယ်ဟုတ်ပြီပြီးတော့ region of constant line အေးကောင် coincident line ဆိုတာ coincident line ကဘာလဲမသိဒီကောင်ကပုံမှန်အဖြစ် uncheck ပဲလုပ်ထားတယ်နော် uncheck လုပ်ထားလိုက် region up ပြီးတော့ high scope box ကျွန်တော် scope box တွေသုံးဘူးလားသုံးတယ်ဟုတ်လားဟိုတခါတော့တင်ဘူးတယ်လေ scope box တွေလေအဲ့ဒီ scope box တွေကဘာအနေနဲ့ပုံမှန်လဲကျွန်တော်တို့က hidden line တွေနဲ့ rectangular hidden line တွေပေါ်နေတာတကယ်တမ်းအေးကောင်တွေက print ထုတ်တဲ့ခါမှာမလိုအပ်ဘူးနော်အဲ့ဒါတွေကိုဒီမှာပဲတခါလေးပါဖြစ်လဲကျွန်တော်တို့ high scope box view ကို control လုပ်ထားတယ်ဒီမှာပဲကျွန်တော်ကဘာမှဖြစ်ချင်နေပါစေဟိုမှာဘာသာလုပ်မလဲဒီမှာလည်းပြထားပြီးတော့ဟိုမှာ enhide လုပ်တာလို့လည်းရအဲ့လိုမဟုတ်ဘဲနဲ့ဟိုမှာ enhide လုပ်ခြင်းဘယ်ညာscope box လုပ်လာတယ်ကျွန်တော်မသိတော့ဘူးဗျာအများကြီးလုပ်ခြင်းလုပ်တာမယ်အဲ့ဒါကြောင့်တစ်ခုရင်သွားရှာနေရမှာ print ထုတ်တဲ့ကမမြင်ချင်ဘူးအဲ့ကြပါလို့ဒီမှာပဲကျွန်တော် hide လုပ်တာမယ် scope box ကို hide crop boundary တွေသိတယ်ဟုတ်လားကျွန်တော် boundary line တွေရှိတယ်လေအဲ့ဒါကိုလည်းဒီမှာပဲတခါတည်း hide လုပ်တာပဲဒါလည်းလုံးဝmass ဒီမှာပဲ check လုပ်တာတော့ပိုကောင်းတယ်နော် reference replace have done with the line with thin line အဲ့ဒါဘာကိုပြောလဲဆိုကျွန်တော်တို့ဆွဲလိုက်တဲ့ line တွေကိုဘာဖြစ်လဲသူက have done ဆိုတာအယောင်မှိန်စေတာကြာအယောင်လုံးဝမှိန်သွားအယောင်မတောက်တော့ဘူးအဲ့ဒါကိုတော့ uncheck လုပ်ရအောင်ပါဘာဖြစ်ဆို line အားလုံးကိုသူကဘာလုပ်သွားမှာအယောင်မှိန်သွားမှာ have done ဆိုတာနော်အဲ့ဆို print ပြီးရင်ကျွန်တော် print view နဲ့သွားကြည့်ဒါဆိုရင်လုံးဝ quality ဒါ A1 title block ကို A1 scale နဲ့ထုတ်တာနော်ဒါကဘာနဲ့ယူတာလဲ control P current view နေနဲ့ယူတာလားဟုတ်ပြီဒီကကျတော့ကျွန်တော် visible view နဲ့ယူတယ်ဒီအခန်းလေးကိုပဲဆွဲမယ်နော်မြင်ကျင်တဲ့ပိုင်းလေးကိုဒီခန်းလေးကိုပဲတောင်းမယ်ပြီးတော့print ယူမယ် visual current view set up ဒီမှာလေးပြီးဒီအပိုင်းလေးဆိုတော့ H3 နဲ့ထုတ်လိုက်ဒီလိုအပိုင်းတွေက scale နဲ့မထုတ်တော့ဘူးเนาะဟုတ်လားနားတော့အဖြစ်ပြူကြည့်နေဆိုရင်ကျွန်တော်တို့ဘယ်လို A ဘာဖြစ်လဲ fit ထားလိုက်ဒါဆိုရင်ဒီအပိုင်းလေးပဲကျွန်တော်တို့မြင်ရမှာဒါ visible portion of current view เนาะဟုတ်ပြီเนาะ
ဒီကကြတော့ဗာနေလာမယ်ဆိုတော့ print ကြတော့ဗာလဲ selected view နော် selected view and sheet အဲ့ဒါမှာဗာသွားမယ် select နေတယ်အဲ့မှာကြည့်ဒီမှာဗာဖြစ်လဲ view တွေအကုန် drafting view တွေရောsheet တွေရောမှာကြည့် view တွေရှိသမျှကိုဒီထဲမှာ project browser ထဲမှာရှိတဲ့ view တွေအကုန်လုံးကိုပြထားပေးတယ်အဲ့မှာကိုလိုချင်တဲ့ view ကိုကိုအကုန်ချက်လို့ရတယ်နော်ဟုတ်လားပြီးတော့ဒီမှာကိုက view ပဲထုတ်ခြင်းတယ်ဒါဆိုရင်ကြာပါဖြစ်လဲ view တွေကြီးပဲပေါ်ပေးတယ်ဒီ sheet ကို uncheck လုပ်လိုက်မယ်ဒါဆိုရင်ဒါအကုန်လုံးเนี่ย view တွေကိုအကုန်ထုတ်အကုန်ထုတ်လို့ရတယ် view တွေကိုဒါမှမဟုတ်ဆိုရင် view ကိုမလိုချင်ဘူး sheet တွေပဲထုတ်ခြင်းတယ်ဒါဆိုရင် sheet ကျွန်တော်ဖန်တီးထားတဲ့ sheet နှစ်ခုဆိုရင်နှစ်ခုကိုလောက်ထားတယ်အဲဆိုရင် okay ဆိုပြီးတော့ဆိုရင် sheet တွေအကုန်ထုတ်ပေးမယ်တစ်ခုချင်းရွေးစရာမလိုတော့ဘူးနော်နောက်ပါရှိတယ်တဘောပါလားဒီတဲ့တိဖယ်နေရမရှင်းတာရှိတယ်မရှင်းရင်မေးလို့ရတယ်နော်မရှိရှင်းလားဟုတ်ပြီ session view တွေsession view တွေဟိုက်ပြမယ်အဲ့တော့ session ကိုကျွန်တော်ဆွဲလိုက်မယ် view တွေကနေပြီးတော့ session ကျွန်တော်အများကြီးဆွဲလာတာပေါ့ဗျာဟုတ်ပြီ session ဒီမှာနှစ်ခုရှိတယ် session နှစ်ခုကိုကျွန်တော် print ထုတ်တဲ့အခါမှာ session တစ်ခုပဲမြင်ချင်ဘာဖြစ်လို့ဆိုကျွန်တော် session ကဟို session တစ်ခုပြတာဒီအပိုင်းကိုပဲပြတာဒီဘိုင်းကိုမပြတာဘူးမပြတာတော့ဘာဖြစ်လဲဒီမှာကကျွန်တော်က print အနေနဲ့လုပ်လို့ရှိရင် print current view setup ဒါ zoom နဲ့ထားမယ်နော်ဒီကကြတော့ဘာဖြစ်လဲ view tab ကို hide လုပ်တာမယ်ဒီကသူက do you want to say this setting for use for future Revit session ဆိုရင်ပါရွေးရ no လို့ရွေးရမှာเนาะဘာဖြစ်လို့ဒီ setting ကိုတခြား sheet ကျွန်တော်ထုတ်ခြင်းဒီ setting ဖြစ်ခြင်းမှာဖြစ်မှာအဲကြဒီ setting ကိုကျွန်တော် keep အနေနဲ့မထားခြင်းဘူး default အနေနဲ့ပြန်မထားခြင်းဘူးအဲဆို no ပြီးယူခြင်းဒီမှာဖြစ်တယ် session တွေပေါ်တယ် view ခုနကကျွန်တော်ပဲဖြစ်လဲ view tab ကိုပဲဖြစ်လဲ uncheck လုပ်တာတော့အဲကြတော့ကျွန်တော်တစ်ခုပဲမြင်ကျင်လို့ရှိရင်တော့ဘာလုပ်မလဲဆိုဒီတာကိုကျွန်တော် hide လုပ်လိုက် element category ဆိုနှစ်ခုလုံးပြောက်သွားမှာเนาะ category 2နေတယ်ဒီဒါ element နေနဲ့ hide တယ်ဒါကြတော့ print set ဒါ hide လို့အဲ့ဒါလည်းပြောကြတော့တစ်ခုပဲမြင်ရတယ်เนาะအဲ့လိုမျိုး section တွေကိုလည်းကိုယ့်အကို control လုပ်လို့ရတယ်မေးလေဟုတ်မေး session ဒီလိုကောင်းပုံနဲ့ပုံနဲ့ညာလေးနဲ့ကြာချင်နော် ကြားရလေအဲ့ကြတော့ဒီကအမှား family တွေပဲလေဒီကလုံးနေနဲ့ခေါ်ထည့်လေကိုယ့်ရဲ့ session ဒီ design တွေကိုကိုယ့်အကို family ဖန်တီးပြီးတော့ name တင်တဲ့ဒီမှာကြည့်ဘယ်နှခုရှိလဲဒီမှာလေသူ design တွေအများကြီးရှိတယ်ဒီမှာရှိတာပဲရမှာပေါ့ကိုလိုချင်တဲ့ design လိုချင်တော့ကိုယ့်အကို design ပြင်ချိန်တောင်းဖို့သူများမှရှိပြီးသားဆိုရင်လုံးနေနဲ့ခေါ်ထည့် default အနေနဲ့ဒီတာပဲရှိနေတာကိုယ့်အကိုဟိုဒါက low family တခုပဲလုံးနေနဲ့ကျွန်တော်တို့ project template set တွေထဲမှာဒီ section တွေကိုကျွန်တော်ခေါ်ထည့်လို့ရတယ်အများကြီးဟို design ရှိတဲ့ကိုယ့်အကို create လုပ်ပြီးတော့ခေါ်ထည့်လို့ရတယ်ဒီကဟိုတော့ဒီမှာပိတ်ထားတယ်ဟုတ်လားနောက်ပတ်မှာပြောမှာဒီကမင်းဟိုရဲမှာပိတ်ထားဒီကဒီကတော့ဒီနေရဲ့အောက်မှာဒီလောက်တော့ဒီပေါ်မှာဒီကပိတ်ထားတယ်ပေါ့ view tab scale အောက်ပေးတာဟုတ်ကြလားဒီထဲမှာanimation ထဲမှာအောက်မှာဒီတဲ့ဒီကတော့ဒီတာ view title ကိုပြောရလားအဲ့ဒါမပေါ်တာဖြောက်တာလို့
view တိုက်တယ်ဒီမှာမပေါ်နေဘူးလေမပေါ်ဆိုတာပိတ်တာလို့ကျွန်တော်က DG ထဲကိုသွားအဲ့ဒီမှာဒီကောင် annotation category ဒီမှာ view တိုက်တယ်ဒီမှာရှိ ဆိုတော့လို့ခေါ်ထားတယ်လို့သူ့အောင်မှာတခါလေးကပ်ပြီးပါလာတာနော်အဲ view တိုက်တယ်တာပိတ်ထားပြီးတော့မပေါ်တာဒီရဲဆိုရင်အောက်က display ပေါ်တယ်ဟုတ်တယ်ဒီမှာ view တိုက်တယ်က distance ဆိုတာ view တိုက်တယ်အကယ်လို့ view တိုက်တယ်ကဒီမှာပေါ်ခဲ့လို့ရှိရင်ပြန်ပိတ်လို့ရတယ် VG ထဲဝင်ပြီးတော့ဒီက annotation category မှာရှိတယ်ဒီတာကိုပိတ်ဒီ view တိုက်တယ်ကိုကျွန်တော်တို့ဒီကောင်ကို uncheck လုပ်လာလို့ရှိရင်အဲ့မှာသူ့ဟာဗျာ default အနေနဲ့ပါလာခဲ့လို့ရှိရင်အဲ့ဒါဖြုတ်လာလို့ရတယ်ဒီမှာတော့ကြောက်မပါတယ်ကျွန်တော်မသိဘူး Audio book ကအဲ့ဒီနေတော့အဲ့တော့ display ထဲမှာ base နဲ့လို့ပြီးတော့ state နဲ့လို့ဆိုလို့ပေါ့အဲ့ဒါ legend တခုဒီမှာယူထည့်လိုက်လိုက်တော့ပေါ့နော်အဲ့ဒီတက်ဒီတက်ရဲ့အဲ့ဟုတ်တယ်ပေါ်တယ်အဲ့ဟာကြောင့်သူ့ဟာမသုံးနဲ့ကျွန်တော်မသုံးစေချင်ဘူးသူ့ဟာကြီးအောင်ကိုက standard နဲ့ကိုက create လုပ်လိုက် cycle လေးဆွဲလိုက်ပုံစံလေးမှာဟို fade region နဲ့ပုံစံနဲ့ပေါ်လိုက် mask အဲ့လိုပဲလုပ်သူဟာနည်းနည်းတော့ကိုလိုချင်တဲ့ပုံစံဟုတ်ချင်မှာကိုလိုချင်တဲ့ပုံစံဆိုတော့ယူလိုက်ပေါ့မဟုတ်ခဲ့လို့ရှိရင်ကိုယ့်အကိုဖန်တီးလိုက် view တိုက်တယ်လေကြတော့ဘာမေးဝန်းနေရှိရမေးဒီဂျီပေါ့နော်ဒီတစ်ပတ်ဆိုရင်တော့အကုန်ပြီးဖြတ်လိုက်မယ်ဟိုနေဘာတွေမေးစရာရှိလဲမင်းဒီပတ်လာဒီလိုက်ဒီပတ်နောက်ပတ်တယ်မရှိတော့ဘူးပုံလောက်ရှိလို့ဟောရှိတယ်ဟိုကဟိုအဲ့ဒီလိုမျိုးဒီတက်လေအဲ့ဒီကနေတော့ဒီထောင်းနေဘောတော့တယ်လို့ဘောတော့ဘာလို့ပြောအဲ့ဒီမဲ့ကိုတခုထားဒီလိုဒီတက်ပြီးတော့ animation တက်လို့တော့အဲ့ဒါကြည့်ပါโอเคအဲ့ဆိုရင်တခါတည်းပြောလိုက်မယ်เนาะဒီ view ကိုမေးစရာမရှိဘူးလားကျွန်တော်ပဲပြောလိုက်ရမှာဟုတ်ပြီချွတ်အဲ့လိုကိုစဉ်းစားကြည့်ပါဒီဓာတ်တွေစတော့နံပါတ်တွေမရှိဘူးအဲ့ဆိုဘယ်လိုထည့်မှာ section နံပါတ်တွေမရှိဘူးဒါဆို section A လား B လားကျွန်တော်တို့တော့မသိဘူးဒါကျွန်တော်ထိုးရတာဘာ section နံပါတ်မသိဘူးအဲ့ဆိုဘယ်လိုလောက်လဲအဲ့ဒါဟိုအဲ့ section ကိုတော့ကျွန်တော်ဆိုလို့ရှိရင်အဲ့ section နဲ့တော့အလုပ်လုပ်ပေါ်လာဟုတ်တယ်ပေါ်တော့ပေါ်လေဒီမှာပါတန်ဖို့ပါကျွန်တော်ဆို section A တို့ section B တို့ပါဒါပါလားအဲ့ဆိုဘယ်လိုလုပ်သိမှာဒီတာပဲ section ကိုဖြတ်ထားတယ်လို့ကိုဆွဲရလို့တော့ကိုသိတာဗောဒီတာဒီ section လို့ဖြတ်ထားတယ်ဟုတ်ပြီသူများကို section တင်တဲ့ခါကျဘယ်လိုလုပ်မှာ client ကိုတင်မယ်ဥမာဒီနေရာနံပါတ်လည်းမရှိဘူးဘယ်လိုလုပ်သူသိမှာဒီဟာ section A ပါလို့အင်းဗောကိုတယောက်လည်းသိလို့မရဘူးလေကို drawing ကတော့ကိုတယောက်ရဲ့နာ drawing တယောက်ရဲ့ drawing ကောင်းတစ်ခုဆိုတာကိုတယောက်လည်းနားလေလို့မရဘူး drawing ဆွဲတဲ့လူတယောက် drawing တော်တယ်ဆိုတာဟိုဒီ worker ကနားလေလို့ရှိရင်အဲ့ဒါ drawing ကကောင်းတယ်လို့ပြောလို့ရကိုပဲနားလေလို့မရဘူးအကုန်လုံး worker တွေရော engineer တွေရောအကုန်လုံး level အကုန်လုံးနားလေရမယ်ကိုဆွဲရတဲ့ခုကျွန်တော်သိတာဒီတော့ဆက်ပြီးတော့ဒီတော့ section 1တက်ထားလို့အဲ့ဒီဘောကိုကျွန်တော်တို့ရှိလေးကို dress ရဲ့အကောင်1ဆိုပြီးပေါ်လာတယ်ဒီ main ဆိုပေါ်လာဟုတ်တယ်အဲ့ဒါပြီးအဲ့လိုမျိုးမဟုတ်ဒီလိုမျိုးပြခြင်းတခါတည်းပြခြင်းနဲ့ section လေးပါတော့ပြမယ်နဲ့အဲ့ဒါပြည့်နေတယ်ဆိုတော့ဒီအဲ့ဆိုဘယ်မှာရွေးရလဲဆိုဒီ properties ထဲမှာကျွန်တော်ခန့်မိ properties ထဲမှာဒီတော့ကို select မှတ်အင်းမှာ section 1 issue name မဟုတ်ဒီနားလေးမှာdetail cost skill detail level ကျွန်တော်မလုပ်ချင် discipline view name ဒီလေကနောက်ပြီးတော့
ဒီကတမ်းပဲအဲ့ဒါဆိုဟမ် ရတယ်ဟိုဒီလိုတော့နားနာဟုတ် ဟုတ်တော့လာတော့ မရှိတော့ နောက်တစ်ပတ်ဒီတကားပြီးတင်လိုက်တော့ ဟုတ်လားအဲ့တော့မရှိဘူးလားဒါမျိုး ရှိတော့တယ် ကျွန်တော်ကြည့်လိုက်အောင်မယ်တကယ်လို့တခြားကျွန်တော်ဟိုရုံးမှာဗျ update ဖြစ်တဲ့ဟာတွေကျွန်တော်တိတဲ့ဟာတွေပို့ပြီးတော့ဟို course ထဲမှာမပါဘူးဗျာကျွန်တော် modify လုပ်ရမှာဟာဆိုကျွန်တော်ဟို course တစ်ခုအနေနဲ့ပြန်တရက်ပြန်ခေါ်လိုက်မယ်ကျွန်တော်စာတော့နည်းနည်းပြန်စုလိုက်မယ်ဗျာပေးတာအရေးကြီးတဲ့ဟာဟိုဘာတွေ modify ဖြစ်သွားလဲပေါ့အဲ့လိုမျိုးပဲ နားမှာကောင်းတော့တယ်လားဟုတ်ဒီမှာစစ်ပြီးလိုက်တာအဲ့ဒါဒီလိုလိုဒီမှာစစ်ပြီးလိုက်တာအေးရအားလေးနဲ့ဒီမှာပါရီမိုင်း ဘယ်မှာမှမပြောလို့ရတယ်အကုန်လုံးရတယ် ဒီဘက်ရောတော့တယ်ဗျာဒီလိုဒီလိုဘေးရမှာဘေးစင်းလာရတယ် ဘယ်လိုလဲပြောတာ အဲ့မှာပြန်တာပုံပေါ်လာတယ်စတိကမာလာဘက်မှာဒီကလုံးမှာကျမပြော ရပါတယ် စကြောင်းတွေမှာလည်းဆောင်းတွေဆောင်းတွေဟာဒီချိုးရည်ရရှိအော်ဒီကနေ့ဟာလည်းတော့ဒီစားရတယ် အော်တော့လည်းတော့အဲ့ဒါလေးကြီးလို့ပါပိုက်ကူအဲ့ဒါလေးကြီးလို့လည်းပါတော့ပေါ်နေတာကတိုက်ကိုဟို BOD နဲ့ပေါ်နေတာ အဲ့ဒါတွေထည့်ပေးမယ်ဟုတ် BOD နဲ့ပေါ်တာက CB ပေါ့စတော့ပိုက်ထားရတာ CB ရဲ့ main တော့ပြောလို့ရတယ်ကွာဒီလို modification နဲ့မှာ system တိုက်ရတယ်ဟိုရွေးရမှာလို့ဒီပေါ်ပြီးနေရတော့ဘောလုံးအပိုက်ပဲပေါ်ပြီးနေတကယ်တော့ပေါ်နေတဲ့စတော့ပိုက် CB လို့နေတာ စန်တာပိုက်ဟုတ်စမ်းပြီနော်ကြည့် Scope boss.
ဟုတ်တယ်ပါတကယ်တော့ဘာအဲ့ session တော့ session 1လာ ဒါ session H အဲ့လိုပြောလို့ရှိရင်အဲ့ဘာ H ကတော့ဖြစ်သွားတယ်နော်ပုံမှန်တိုင်းဖြစ်သွားတယ် ဟောဒီကောင် family ကမစုံဒီ session ကဒီတောင်းရတဲ့ session ကဟိုဒီသူ့ရဲ့ information တွေမစုံဒီကောင်လေးတကယ်တော့ကျွန်တော်ကဒီမှာကိုပြောင်းလိုက်တာနဲ့ဒီမှာပြောင်းတယ် ဟုတ်တယ် ဒီမှာပြောင်းတယ်ဒီ session ကသူ့ default session ထည့်လာတဲ့ parameter တွေမစုံတဲ့မျိုးစုံတဲ့အတစ်တစ်ခုကဖွင့်လိုက်လို့ရှိရင်တော့ရတယ်အဲ့ဒါကြောင့်မပြောင်းကြည့်နော်ဒီမှာထည့်ရတဲ့ဟာမစုံသူဟာ parameter တွေမစုံအဲ့ကြောင့်ဒီမှာကျွန်တော် change လိုက်တာနဲ့မ change ဘူးတကယ်တော့ parameter အမှန်တာထည့်ခဲ့လို့ရှိရင်ဒီမှာ change လိုက်တာနဲ့ view name မှာလားမသိဒီမှာ view name ကိုကျွန်တော် change လိုက်တယ်ဒီ view name က h ဆိုရင် h ပေါ်လာ a ဆိုရင် e ပေါ်လာတယ်သူ့မှာ parameter မထည့်ခဲ့လို့အဲ့လိုမျိုးဒီတော့မသုံးရင်တခြားတော့နောက်တစ်ခုကကျွန်တော်တို့ကဒီ flow rate ဒီ diameter တွေကျွန်တော်တို့ထည့်ပေးမယ်เนาะကျွန်တော်တို့ဒီ tag ဒီ tag ထိုးတဲ့အခါမှာ annotation မှာမတင်ရသေးဘူးเนาะဒီ text နဲ့ tag နဲ့ရှိတယ် tag က annotation tag သူလည်းကြတော့ site ပေါ်မူတည်ပြီးတော့ပြောင်းလဲမှုရှိတယ်ဒီ tag ကဥပမာကျွန်တော်တိုင်းတန်းကြည့်မယ်เนาะဘယ်လောက်ရှိလဲ tag နဲ့ထိုးမယ်เนาะဘယ်အောက်မှာရှိလဲဆို annotate အောက်မှာ tag ဆိုပြီးတော့ tag by category ရှိတယ် tag all ဆိုတာဒီမှာရှိတဲ့ element တွေအကုန်လုံးကိုထိုးပေးတာเนาะ tag by category ကတစ်ခုချင်းစီပဲထိုးပေးတာအခုဆိုရင်ဒီဓာတ်တွေမပါလာဘူးနောက် file တစ်ခုဖွင့်ချားရ project တစ်ခုတည်ဖွင့်တယ်ဟုတ်ပြီမရှိခဲ့ဘူးအစအနေနဲ့ဖွင့်ပြီမယ်နော်မရှိခဲ့လို့ပေါ်ထားလိုက်ရှေ့ဆက်ဒါပဲပြန်ဖွင့်ပြီမယ်အဲ့ဆိုတည်သွားရအောင်အစအနေနဲ့ဒီကြားထဲမှာကျွန်တော်တရက်ခေါ်လိုက်မယ်နော်ကျွန်တော် update ဖြစ်တဲ့ဟာကြီးRabbit မှာလည်းလေကျွန်တော်တို့ဒီဟိုနည်းတွေကိုတွက်လို့ရတယ်ဒီလား IC level တွေလေကျွန်တော် schedule နဲ့ထည့်ပြီးတော့လေဒီ inspection ချိန်မှာလေအဲ့လို top level dead level top level ရဲ့ invert level ရဲ့ depth ရဲ့ IC တစ်ခုနဲ့တစ်ခုဘယ်လောက်လဲကျွန်တော် schedule ထည့်ပြီးတော့တွက်လို့ရတယ် first IC ကနေဘယ်လောက် last IC ပြီးတော့ပြီး main hole တွေပေါ့မယ်ကျွန်တော် pipe တွေဆွဲရလေဒီလိုမျိုးတွေကျွန်တော်က Rabbit နဲ့လည်းတွက်လို့ရတယ်အဲ့ဒီမျိုးအဲ့ဒါပို့လွယ်ရတယ်ပို့တာနဲ့စာလို့ရှိရင်ဒါပေမဲ့အဲ့ဒါကြောင့် schedule တွေတော့ထုတ်လို့ရတယ်သူကအနေနဲ့ကြာဟို network တစ်ခုချင်းချိန်သွားတယ်ကြာအဲ့လိုမျိုး first size ရလည်းပြောဒီကြားထဲမှာစာတွေလုပ်နေမရလို့ရှိရင်လေဒီကအဲ့လိုတကယ်လို့လေးရက်ပိတ်ပါဘယ်မှတော့သွားစရာမရှိတော့တရက်ခေါ်လိုက်တယ်လေနော်ပြန်တဲ့လူမရှိဘူးနော် plan ရှိတာဟုတ်ပါဘူးသွားလိုက်ပါရဆိုသွားကြရှိမှာကျွန်တော်ဒီကြားထဲမှာတော့တရက်ခေါ်လိုက်တယ်ကြားထဲမှာနောက်လာပေါ့မတိတာရှိရင်မေးထားလိုက်အဲ့လိုစုထားလိုက်ဗျာ
နှုတ်နေနဲ့ရေးချချဆူပြအခုချိန်မှာတော့မေကုန်းတွေကတော့ကျွန်တော်ကများမေးရင်များပို့တက်တယ်နော်အဲ့လိုမျိုးအဲ့မှာလည်းကျွန်တော်ပြောပြလို့ရတယ်ဘယ်လိုဘာတွေသိချင်လဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အကုန်လုံးသိတယ်လို့တော့မဆိုလို့ဘူးဗျာကျွန်တော်သိသလောက်ကိုကျွန်တော်ပြောပြမယ်မသိရင်ရှာပေးမယ်ရှိကိုပြန်လုပ်နော်ရှိကို submission ဒီ assignment တင်ပြီနော်အဲ့ဒါဆိုရှိရသွားလို့ရှိရင်တော်တော်လေးကိုအဆင်ပြေသွားတယ်လို့မျိုးprinting printing ကခဏတစ်ခုပြောဖို့ကြံသေးတယ်။မ PDF ဘယ်လိုထုတ်မှာလဲ။ပြီးရင် AutoCAD ကို convert ဘယ်လို AutoCAD တွေထုတ်မှာလဲ။အဲ့လို CP83 တိုင်းကျွန်တော်တို့ color တွေ follow လုပ်ချင်တယ်အဲ့လိုဘယ်လိုလုပ်အောင်မလဲ။အဲ့ဒါပြောဖို့ကြံသေးတယ်အဲ့ဒါတစ်ခါလေးပြောလိုက်ရသေးတယ်နော်။အနိုင်ကြီးတို့များပြင်လာမသိဘာကြီးစားနေလား။စားကြပါရှိ။မြန်မာပြည်ကပြန်လာတဲ့ဟာတွေကိုကျန်သေးတာဆန်းဆန်းဒီနေ့တောင်းအောင်project တွေပါတကယ်ဆွဲရကြလို့ရှိရင်တကယ် project တွေယူလာခဲ့เนาะကျွန်တော်ပြပေးမယ်ဟိုနေနဲ့ဟာကျွန်တော်သိသလောက်ဗျာ service set တွေအကုန်လုံးဒီလိုနဲ့ဒီကလောရတယ်မမစီရပါအဲ့ဒါ service ရမှာချင်းနေတယ်တော့ကတော့တော့ခါကြောင်းတယ်AutoCAD ကိုပြောင်းလဲ export လုပ်လိုက်တာတော့တဲ့ခါကျသူကlayer တွေကပြည်တယ်နဲ့တောက်နေတာတော့ဒီ electrification နေမှာရောပါဆိုတော့ CMB တဲ့ဒီခြားတဲ့ signer တွေရောပါနေ electrical မှာ ACMB တက်တွေပါတယ်ပါတယ်ပြီးတော့ electrical ကဒီ trunking ကဓာတ်ကိုသုံးတာနော်ဟုတ်တယ်သူက trunking မရှိဘူးခွဲမထားဘူးပါတိဘူးဒါပေမဲ့အမအဲ့လိုမျိုးသူနဲ့ပတ်သက်တဲ့ဟာတခုလောကန်ပြောလိုက်တဲ့အခါကျတော့သူကထွက်လာတော့ချမ်းသာလေးစီတော့လိုအပ်တာတွေပါတော့ပါအစီအမီတွေမဟုတ်ဘူးတခြားဟာတွေပါတခြားဟာတွေဒီမှာpremier ပတ်လူစနစ်ရပိုက်ပြီးတော့အဲ့လိုမျိုးပါလာတော့အဲ့ဒီတော့မြင်းချင်းဆိုမှလည်းမရဘူးသူကချင်းလိုက်တော့ဒါကိုထွက်လာတော့အမအဲ့ high လောက်လိုက်လေ high လောက်တက်လားWhatsApp ကို WhatsApp နဲ့လုပ်တာဟာလား WhatsApp လုပ်ရင် WhatsApp နဲ့ပိတ်လိုက်။ACMB ပဲထုတ်ချင်တယ်ဟုတ်လား။ဒါမှမဟုတ် electrical ပဲထုတ်ချင်တယ်ဆိုရင်တခြား WhatsApp တွေအကုန်ပိတ်လိုက်။ WhatsApp နဲ့အရင်ကြည့် WhatsApp နဲ့ဆို WhatsApp နဲ့ပိတ်တာလွယ်လွယ်လေးပဲ။ WhatsApp နဲ့ဆိုရင်သူတို့ကဆိုရင်electrical ပဲကြည့်ချင်တယ်ဆိုချားတယ်လို့ပြောတယ်။ချက်လုပ်လိုက်။ high လုပ်လိုက် visible ရှိတယ် visible ရှိတယ် show ရှိတယ်ပြီးတော့ high ဆိုတာရှိတယ်အဲ့ထဲမှာ high လုပ်လိုက်လို့ရှိရင်တခြား WhatsApp ကိုပိတ်ကိုလိုချင်တဲ့ WhatsApp ကိုပဲဖွင့်အဲ့လိုမဟုတ်ဘဲနောက်တနည်းလုပ်လို့ရတယ် filter နဲ့ပိတ်ပါလား filter နဲ့သူဖန်တီးလားဆို filter နဲ့ကျွန်တော်ပိတ်ဖန်တီးမထားဘူးဘာလို့ဆိုတော့ layer ကြီးစိတ်တာကလက်တွေရဆိုအကုန်လုံးပါလက်တွေပဲရေးထားဒါပေမဲ့စီးကညာတွေအကုန်ထည့်တာ ACMB တော့မှဥမာexodus ဆိုရင်လေ exodus ဆိုတော့ပါဘူးတက်မယ်အဲ့ဒီရအောင်အခါခါပဲမှာနော် CP83 နဲ့တောင်းပါလေယာကြီးလိုက်တော့မမှန်အောင်အခုအမအဲ့ACMB လုံးနေဆိုပြီးမှလို့အောင်ဆိုအဲ့ဆိုလေယာဖန်တီးလိုက်ပေါ့ဟိုဒီ AutoCAD မှာပဲလေယာအသစ်ဖန်တီးပြီးတော့ကိုလေယာတွေကိုပြန်အပ်ထည့်နည်းနည်းတော့အလုပ်ရှုပ်တာပေါ့
တခုအရင်ကြည့်လိုက်လေ WhatsApp နဲ့လောက်တာ WhatsApp လို့ဆိုတော့လွယ်သွားတယ်အဲ့တော့ copy paste ပဲတော့မှာနော်မလို့ရဘူးသူကစက်ကောက်နေတယ်ဟုတ်ပြီဒီမှာကြည့်မယ်နော်ဒီမှာကြည့်လို့ရှိရင်ဓာတ်ကိုကျွန်တော်ကစောက်လိုက်ခဏစောက်လိုက်ဗီဒီယိုပိတ်လိုက်နော်